မင်္ဂလာပါညီမရေ မင်္ဂလာပါရှင် ဟုတ်ကဲ့မင်္ဂလာပါအခုညီမဆိုလို့ရှိရင်ဒါဒူဘိုင်းကနေပြီးတော့ထိုင်းအောင်ရောက်လာတာပေါ့နော်အဲ့တော့ဒူဘိုင်းမှာညီမအနေနဲ့ဒီစီးပွားရေးကိုဘယ်လိုမျိုးတွဲလို့ပြီးတော့စူးစမ်းခဲ့တာလဲဒူဘိုင်းမှာကြတော့အိမ်ကိုလှုပ်တစ်ဖက်နဲ့အလုပ်ချိန်မှာအလုပ်လုပ်တယ်အလုပ်အားလက်ချိန်မှာဆိုလို့ရှိရင်စစ်ဆောင်မစီးပွားရေးကိုအားတဲ့ချိန်တိုင်း10မိနစ်ကအစဒီစီးပွားရေးကိုတရားရခိုင်နှုန်းစူးစမ်းခဲ့တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါနော်ပြီးတော့လေညီမအဲ့ဒီဒူဘိုင်းမှာဒီစီးပွားရေးကိုစူးစမ်းတဲ့အခါမှာဘယ်လိုမျိုးယာတူးကိုရရှိပြီးတော့မှစူးစမ်းခဲ့တာလဲဒီစီးပွားရေးမှာဝင်ပြီးစူးစမ်းဆိုရင်3လနဲ့ brown ရာတူရတယ်ပြီးကြလို့ရှိရင်တစ်နှစ်ဝင်ကျင်တယ်စေပါရာတူကိုရရှိပြီးတော့ဝင်ငွေဆိုရင်တော့90ကျော်ရရှိခဲ့ရပြီဖြစ်ပါတယ်။အိုး90ဆိုလို့ရှိရင်များတာပေါ့နော်။အခုဆိုလို့ရှိရင်ထိုင်းနိုင်ငံကိုရောက်လာတဲ့ခါမှာရင်ခုန်လား။ထိုင်းနိုင်ငံကိုရောက်ခဲ့ရဆိုရင်အရန်လေးရင်ခုန်တာပိုရင်ခုန်တာကိုရောက်ပြီးတော့ထပ်ပြီးတော့ဒီထိုင်းကိုလာလို့မရတော့လင်ကွင်းနေပြတ်သွားတယ်ပြီးကြလို့ရှိရင်ထိုင်းကိုရောက်ရှင်ပဲတင်တန်းတက်ခွင့်ရတဲ့အခါမှာပို့ပြီးတော့ရင်ခုန်စိတ်လို့ရှားတယ်ဆက်စောမော်ရုံရောက်တဲ့အခါမှာလည်းပို့ပြီးတော့ယုံကြည်မှုတွေရရှိခဲ့တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါနော်အဲဆိုရင်ဒီအလုပ်ကိုပေါ့နော်ဒါဒူဘိုင်းမှာရှိတဲ့သူတွေရောတခြားသောနိုင်ငံမှာရှိတဲ့သူတွေရောလုပ်လို့ရတယ်ပေါ့နော်ဒီစီးပွားရေးကိုကြတော့ဘယ်နိုင်ငံပဲဒေသပဲဖြစ်ဖြစ်အင်တာနက်ရတဲ့နိုင်ငံတိုင်းမှာအလုပ်ကိုင်လို့ရတာပဲဖြစ်ပါတယ်အဓိကတော့စူးစမ်းခြင်းစိတ်ပဲလိုတာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်